ပုပ္ပေစကံအရင်ခံကြံတိုင်းအောင်စမြဲတဲ့လူတယောက်ကောင်းမှုတွေအများကြီးပြုခဲ့ဘူးတဲ့ဆိုလို့ရှိရင်ဒီဘဝမှာသူကြံစီသမျှဟာအကုန်လုံးပြီးစည်းတဲ့အောင်မြင်တယ်ဟုတ်လားဒါနကောင်းမှုသီလကောင်းမှုသမာဓိပညာဘာဝနာကောင်းမှုစုံအောင်အထွတ်အထိပ်ရောက်အောင်ပြုခဲ့မယ်ဆိုလို့ရှိရင်ဒီဘဝမှာသူကြံစီတာတွေအကုန်လုံးဟာအောင်မြင်နိုင်တယ်ရှေးကောင်းမှုရဲ့စွမ်းရည်တတိနဲ့ကိုပဲအောင်မြင်မှုအမျိုးမျိုးကိုရနိုင်တယ်ပေါ့နော်ဒါကြောင့်ပုပ္ပေစကံအရင်ခံကြံတိုင်းအောင်စမြဲအကယ်၍ပုပ္ပေစကံကောင်းမှုပြုခဲ့တာနေခဲ့တယ်ချွတ်တဲ့ခဲ့တယ်ဆိုရင်တော့လို့ပြောကြတယ်လူတွေကကံမရှိဉာဏ်ရှိတိုင်းမွဲဟုတ်လားကြံရီဖန်ရီတွေနဲ့ကြိုးစားပြီးတော့လောက်ကင်မှာတော့လည်းပဲရှေးကကောင်းမှုဟာအလွန်နေခဲ့တဲ့အတွက်ကြောင့်ကိုကြံစီတာတွေကိုကြိုးစားအထုတ်တာတွေအကျိုးမပြီးအချီးနီးဖြစ်ရတာတွေလည်းရှိတတ်တယ်ပေါ့နော်ဒါတွေဟာဘာတွေလဲဆိုတော့ရှေးကကံတရားဟာအခုပြစ္ဆုတ်ပံဘဝမှာများစွာအကျိုးသက်ရောက်မှုရှိနေတယ်ဆိုတာကိုထင်ရှားစွာပြထားတဲ့စကားတွေပေါ့နော်ကံအားဟာအာရကအားထဲမှာအလွန်ကြီးတယ်လို့မြတ်စွာဘုရားဟောတယ်တစ်ချိန်လုံးကကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ထက်သန်တဲ့စေတနာနဲ့ကိုလုတ်ခဲ့တဲ့လုပ်ရဟာဒီပြစ္ဆုတ်ပံကာလမှာကြီးမားတဲ့အကျိုးသက်ရောက်မှုရှိကိုရှိတယ်ဆိုတာကိုဘုံဘုံတို့မှန်မှန်ကန်ကန်မြင်နိုင်ဖို့လိုတယ်ပေါ့နော်ကံရဲ့အစွမ်းတတ္တိတွေကိုထဲထဲဝင်ဝင်နားလည်စေခြင်းနဲ့ပေါ့နော်ကိုဘုံဘုံတို့တယောက်နဲ့တယောက်ရုပ်ရည်တူသလားမတူဘူးဉာဏ်ရည်ဉာဏ်သွေးတူသလားမတူဘူးအစွမ်းအစတွေတူသလားမတူဘူးပိုင်ဆိုင်မှုတွေရောတူလားမတူနော်အမျိုးမျိုးကိုကွဲပြားခြားနားနေတယ်ပြောရင်ဘုံဘုံတို့ဒီဘဝမှာရထားတာတွေဟာအခြေခံအားဖြင့်ရတော့ကံပေးသမျှပဲရတာပါဟိုပိုင်ဆိုင်မှုဥစ္စာပစ္စည်းကိုတော့ဒီဘဝမှာဘုံဘုံတို့အများကြီးကြိုးပမ်းအထောက်မယ်ဆိုလို့ရှိရင်ရှေးကကံတဲ့တော်လည်းပဲဝရိယရဲ့အကျိုးရလဒ်ဉာဏ်ရဲ့အကျိုးရလဒ်တွေကိုခံစားရတာတွေတော့အများကြီးရှိပါတယ်သို့တော့ပြင်လို့မရတဲ့မိဘရဲ့အမွေကိုသားသမီးဟာမဖြစ်မနေဆက်ခံရတာတွေရှိတယ်ကောင်းမွေဆိုးမွေအဲ့လိုပဲမြတ်စွာဘုရားကံတရားဟာတတ္တဝါတွေသူတို့ပြုထားတဲ့ကံတရားဟာမိဘတပွဲပေါ့နော်ဒါကြောင့်တချို့လဲကံတာမိကံတာဖလို့ပြောကြတာရှိတယ်ဟုတ်လားကမ္မဒါယာတာကိုပြုထားတဲ့ကံတရားရဲ့အမွေကိုခံရလိမ့်မယ်ကိုရနေတဲ့ဒီအနေထားကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအဲ့ဒါတွေဟာကိုပြုထားတဲ့ကံတရားရဲ့အကျိုးရလဒ်တွေပဲဆိုတာညင်းနိုင်သလားမညင်းနိုင်ဘူးเนาะဒီရုပ်ရည်လေးဟာမိဘကိုအများကြီးတော့လည်းအခြေခံတယ်ဒါပေမဲ့ကံတရားကိုပို့ပြီးတော့ကြီးမားတဲ့အကြောင်းတရားအနေနဲ့အခြေခံတယ်တချို့မိဘအမေလဲအိုတယ်ဖေလဲအိုတယ်ဒါပေမဲ့သားသမီးကြမှာကြည်ကောင်းနေတယ်အမေကိုအဖေကိုနဲ့ရောမတူဘူးလားဆိုတော့လဲတူတယ်ဒါပေမဲ့ तू ကတစ်မျိုးတစ်ပါးသာကြည်ကောင်းနေတယ်ဟုတ်လားတချို့မိဘတွေကနော်အမေရောအဖေရောကြည်လို့ကောင်းတယ်ချောမောလှပကြတယ်ဒါပေမဲ့သားသမီးကြတော့ကြည်ရခက်နေတာတွေလည်းရှိတယ်ချောမောလှပတဲ့အမေနဲ့မတူဘူးလားအဖေနဲ့မတူဘူးလားဆိုတော့လဲတူသလောက်တော့တူနေတယ်အိုတာလေးတွေရွေးတူတယ်ပေါ့ကံကောင်းတဲ့လူကြတော့လှတာလေးတွေရွေးတူတယ်ပေါ့ဟုတ်လားအဲ့တော့ကိုရထားတဲ့ရုပ်ရည်အထူးသဖြင့်ကိုယ့်ရဲ့အစွမ်းအစကိုယ့်ရဲ့ဉာဏ်ရည်ဉာဏ်သွေးဟုတ်လားဒါတွေဟာတကယ်တမ်းကဘာပေးသလောက်ပဲဘုံဘုံတို့ရတာတော့ကံပေးသလောက်ပဲရတာနော်သေချာစဉ်းစားတာအဲ့ဒါကိုဘုံဘုံတို့မကြိုက်ပါဘူးလို့စောတကတက်လို့လည်းမရဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်မို့လို့ဒါကြောင့်မြတ်စွာဘုရားကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ကိုလှုပ်လိုက်ပြီကိုစေတနာနဲ့လှုပ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒါကိုတကယ်ပိုင်သွားပြီကျန်တာတွေကတော့ဘာမှမသေးကြဘူးပဂရိဥစ္စာပစ္စည်းကိုပိုင်ဆိုင်တာလူချင်းချင်းပိုင်တယ်လို့ထင်တာအဓိကတော့သက်ရှိသက်မဲ့ဒိဋ္ဌိနဲ့မျိုးပါပဲပိုင်နေထင်တယ်နောက်ဆုံးကိုယ်ခန္ဓာကြီးကိုပိုင်နေထင်တာဒါတွေကအထင်မြတာရှိတယ်တကယ်ပိုင်တာမဟုတ်ဘူးဘာလို့လဲဆိုတော့မသေးကြမှုနဲ့သွားနေလို့ဥစ္စာပစ္စည်းကလည်းမသေးကြမှုနဲ့သွားတာပဲ तू ကကိုယ်ဆိုရင်စွန့်ပဲကိုကသူ့ကိုစွန့်ရင်စွန့်ပဲအခြေအနေရပါနော်ဘေးကကိုယ်ကိုချစ်တဲ့လူကိုကချစ်တဲ့လူတွေကလည်းမသေးကြမှုနဲ့သွားတာပဲနောက်ဆုံးကိုယ်ခန္ဓာကိုယ်ကြီးကိုယ်စားပါတော့မသေးကြမှုနဲ့သွားနေတာတကယ်သေးသေးချာချာကိုယ်ဟာပါလို့ပြောလို့ရတာကိုပြုထားတဲ့အလုပ်ဆိုတဲ့ကံတရားပဲရှိတယ်ဒါကြောင့်မြတ်စွာဘုရားဆင်ခြင်ရမယ်တဲ့ဘလို့ဆင်ခြင်ရမှာတော့ကမ္မတကောမိငါမှငါတကယ်ပိုင်တာဆိုလို့ငါဥစ္စာဆိုလို့ငါပြုထားတဲ့ကံပဲရှိတယ်လို့ဆင်ခြင်ရမယ်တနည်းအားဖြင့်ကောင်းမှုပြုရတာများအားချစရာကောင်းလိုက်တာလို့ဖြစ်ရလောက်တဲ့ပုဂ္ဂိုလ်တို့တွေအများကြီးရှိတယ်ဒါဘယ်သူအကြောင်းများငါပြောရမလဲလို့ဘုံကစဉ်းစားကြည့်တယ်ပြောစရာတွေကအများကြီးပဲဟုတ်လား
အဲ့ဒီမှာနည်းနည်းအမျိုးသမီးပိဋကအတွက်အတူယူအားကြစရာပေါ့နော်ဇူကြောင့်ပြောခြင်းလို့ဆိုခေမာထေရီဟုတ်လားအလွန်ချောမောလှပတဲ့မဒရစ်အတိုင်းနဲ့လူဖြစ်တာကောဆိုအဲ့ဒီမှာသွားဖြစ်တယ်ဘုရင်သမီးသွားဖြစ်တယ်ဟောအရွယ်ရောက်တဲ့အခါကျတော့ဗိမိတာရမင်းကြီးကနောက်ကောက်ယူလို့မိဖုရားဖြစ်တယ်ရုပ်ရည်အနေနဲ့လည်းသူ့လောက်လှတာမရှိဘူးလို့တောင်သူထင်ရလောက်အောင်သူ့ရဲ့ရုပ်ရည်ဟာပြည့်စုံတယ်လောကီအနေနဲ့တော့ဒါအကုန်ကိုပြည့်စုံနေတယ်လို့ပြောလို့ရတယ်အဲ့မှာဘုံဘုံအံ့ဩတာသူ့ရဲ့ကောင်းမှုကအလွန်အားကြီးပါလားဆိုတာကိုဘယ်နေရာမှာသွားတွေ့မိတုံးဆိုတော့ဒီရုပ်ရည်တွေလှတာမိဖုရားဖြစ်တာလောက်ကိုစိတ်ထဲကသိမအံ့ဩဘူးပေါ့နော်အဲ့သူအကျွတ်တရားရဖို့အတိရူးဉာဏ်ကိုရဖို့အတွက်ပဲသူ့ရဲ့ဘုံကဘလောက်ကြီးတုံးဆိုတော့သူမြတ်စွာဘုရားဒီကိုသူကသွားကျင်တာမဟုတ်ဘူးမြတ်စွာဘုရားရုပ်ရည်ရဲ့အပြစ်ကိုပြောတယ်ဆိုတာကိုသူကကြားဘူးတာတော့ငါမြန်လူကြားတဲ့မြန်ပြောထည့်လိုက်လို့ရှိရင်တော့မျက်စိမလားမျက်နှာမလားဖြစ်တော့မှာပဲဆိုသူမသွားတာဟုတ်လားဒါပေမဲ့သူ့ကိုအဲ့ဒီနေရာကိုမရောက်အောင်ဘယ်သူကပို့တော့ဗိမိတာရမင်းကြီးကပို့တယ်ချော့ပို့လို့မရချောက်ပို့လို့မရနောက်ဆုံးကျတော့ဘယ်လိုပို့တော့နော်နိုင်ငံမှာရှိတဲ့နုပညာရှင်တွေကိုနော်ဝေလူဝန်ကျောင်းတော်ကြီးရဲ့တာယာဘုံသွားစရာကောင်းမှုတခြင်းရေးခိုင်းတယ်ခစ်စားတဲ့တခြင်းတစ်ပုတ်ဖြစ်အောင်တောင်လုပ်တယ်လူတွေရဲ့နှုတ်ဖျားဘယင်ကြိုက်တဲ့တခြင်းဆိုကြတော့အဲ့မှာမိဖုရားဒီလောက်တောင်သွားစရာကောင်းသလားဆိုတော့သွားရောဟိုရောက်တော့လည်းပဲသူ့ရဲ့ဘုံကံဘလောက်ကြီးတော့မြတ်စွာဘုရားသူ့ကိုမလုပ်နေတော့အရန်နဲ့စောင့်နေသူကမြတ်စွာဘုရားဒီသွားကျင်တာမဟုတ်ကြောင်းပဲသွားကြည့်တာတကယ်တမ်းကဟုတ်လားနောက်မြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့မြတ်စွာဘုရားသူ့ထက်အစာပေါင်းများစွာချုံမိုးလှပတဲ့နေမိတာယုတ်မျိုးသမီးလေးဖန်ဆင်းထားတယ်ဒါသူကဖန်ဆင်းထားလို့သူကတော့မသိပါဘူးဟုတ်လားဟာသူအံ့ဩသွားတယ်သူကဒီယုတ်ကိုစိတ်ဝင်စားတဲ့ပုံကိုလေဟုတ်လားအဲ့ဒါနဲ့မြတ်စွာဘုရားသူ့ကိုနော်ပြောရလို့ရှိရင်တကူပြပြီးတော့ကိုဘာလို့ရတော့ချစ်ချွတ်တာသူ့ကိုအတိရူးဉဏ်တို့ရဖို့အတွက်မြတ်စွာဘုရားအပင်ပန်းခံပြီးတော့ကိုဘောက်တောင်လှုပ်ပေးတာဘင်းကြီးကလည်းလှုပ်ပေးတာအဲ့ဒါလေးကိုဘုံဘုံကကြည့်တာပေါ့ဟုတ်လားနောက်တော့ဒီနေမိတာယုတ်ကတပြေးပြေးနဲ့ကြည်ရင်းနဲ့အိုးပြီးတော့နောက်ဆုံးနာပြီးတော့မရှုမလားပျက်စီးသွားတယ်ဟာတော်တော်ကိုစိတ်ပြည့်စရာကောင်းတဲ့အနေအထားကိုမြင်ရတော့အဲ့ဒီမှာရုပ်ရဲ့တဘာဝကိုမြတ်စွာဘုရားစကားတစ်ခွန်းမှမပြောပါပဲနဲ့သူကဖြစ်သွားတော့သဘောပေါက်သွားတယ်အဲ့ဒီအချိန်မှာပဲမြတ်စွာဘုရားတရားဟောလိုက်တယ်အဲ့ဒါလွယ်လွယ်ကူကူပဲအတိတူးဉာဏ်တို့ကိုရတယ်ဟုတ်လားနောက်တော့ဗိမိတာရမင်းကြီးတွေခွန်တောင်းပြီးတော့ယဟန်ပြုတော့ယဟန်မှဖြစ်တဲ့အခါကျတော့ယဟန်တာဖြစ်သွားတယ်တော့သူ့ရဲ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်သူ့ရဲ့ဘုံကံသူ့ရဲ့ပြုခဲ့မှုတဲ့ပါရမီကောင်းမှုကိုမှန်းလို့မရဘူးလားရဟုတ်လားနော်မိဖုရားဖြစ်တာလောက်ရုပ်ရည်လှတာလောက်ကိုဘုံဘုံကမအံ့ဩပါဘူးပြောခဲ့ပြီနော်သူတရားသူရဖို့အသိဉာဏ်ရဖို့အတွက်ဘုရင်ကလည်းလှုပ်ပေးရတယ်နောက်ဆုံးမြတ်စွာဘုရားတော်မှာနော်ဤမျိုးစုံနဲ့အပင်ပန်းခံပြီးတော့သူ့ကိုနော်ဘာလို့ပေးရတော့နော်တရားဟောပေးရတယ်စဉ်းစားတရားမကောင်းဘူးလားကောင်းတယ်နော်ဒါဘုံဘုံဒီနေ့ပုပ္ပေသကတပုံညတာအကြောင်းကိုပြောတော့ဘယ်သူအကြောင်းပြောခြင်းစိတ်ပေါက်တုံးဆိုတော့ကိုလည်းသိပြီးတော့မပြောဘူးသေးတဲ့နော်ဇောတိကတထေအကြောင်းပြောခြင်းတယ်အဲ့ဒီဇောတိကတထေကြီးကပြီးတော့သူကယဟန်ပြုပြီးတော့ယဟန္တာဖြစ်သွားတာသူ့အကြောင်းကိုဖတ်ကြည့်တာမယုံစရာကောင်းလောက်အောင်ကိုပဲကြီးကျယ်ခမ်းနားတယ်ပေါ့နော်သူကဗိမိတာရမင်းကြီးရဲ့တိုင်းပြည်မှာဖြစ်တာတထေကဒါဒီဘယင်နဲ့သူကအများကြီးတာနေတယ်သူနေဖို့နေရာတွေကိုနတ်တွေကဖန်ဆင်းပေးတယ်လို့ဆိုတယ်။နောက်သူ့ရဲ့အိမ်ကိုနတ်ဘလူးတွေစောင့်ရှောက်တယ်။အလွန်ဓမေကြီးလွန်းလို့လူတွေကတထေးအိမ်ကိုလာကြည့်တယ်ဗိမိတာရမင်းတော့အလှည့်မကြဘူးတော်တော်နဲ့။ဒါဘယင်ကြီးကနောက်တော့သွားကြည့်တာပေါ့နာမည်ကြီးလွန်းလို့သူ့တိုင်းပြည်ထဲမှာရှိတဲ့တထေးကြီးကအလွန်သူ့တဲ့တောင်နာမည်ကြီးနေတယ်ဆို။အဲ့ဒါဇာတတက်ကသူ့လက်ဆွဲပြီးတော့ကလေးပေါက်စာလိုက်သွားတယ်လို့ဆိုတယ်။ဟိုရောက်တဲ့အခါကျတော့ဒီကြောက်တွေဖမ်းတွေဝင်းထိန်နေတာတွေပဲခင်းထားတဲ့ခါတော့ကြောက်တွေပါတွေလို့ထင်းနေတယ်တဲ့တိတ်တော့မသွားရဲဘူးတဲ့ဘုရင်ကြီးကဟုတ်လားအဲ့ဒါကျွန်မလက်လှမ်းပေးတာတော့မှကျွန်မဟိုတောင်တထေးကြီးရဲ့ကြောထင်းပြီးတော့သူကရှက်နေတယ်လက်မကင်ရဲဘူးတဲ့အများကြီးပါပဲရေးထားဖြစ်ရှင်တော့ဒီအဇာတတကအဲ့ဒါလက်ဆွဲရင်းနဲ့အလွန်ကြီးကျယ်ခမ်းနားတဲ့နော်ဗိမာန်ကြီးပေါ့နော်အိမ်တော်ကြီးငါဖေရရှင်ဘရင်ဖြစ်ပြီးတော့တက်သားအိမ်နဲ့နေရတယ်ပေါ့။နော်ငါတို့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်ဒီတထေးကဘယ်နဲ့ကြောင့်ဒီလောက်ကြီးကျယ်နေတာတော့ငါရှင်ဘရင်ဖြစ်တော့ဒီနေရာကိုငါလာသိမ့်ပြီးတော့ငါဒီနေရာမှာနေမယ်။တခါလဲစဉ်းစားတယ်သူကလည်းဟုတ်လား။အဲ့ဒါနဲ့နောက်တထေးကတော့မြောက်ကျွန်းသူနဲ့တွေ့ပြီးတော့ဘရင်ကြီးရဲ့ခေါင်းပေါင်းထားတဲ့အဝတ်ကပါလာတဲ့ဒီအနံ့ကြောင့်မလို့မျက်ရည်ကျတဲ့မျက်ရည်အလိုလိုထွက်တာပေါ့နူးညံ့လွန်းလို့ဟာလောက်ပါအောင်မင်းတထေးကတော့
ငါပစ္စည်းတွေသိမ့်မယ်ထင်လို့မြန်ကြောက်ပြီးတော့ငိုနေသလားဗိမိတာရမင်းကြီးကသဘောမပေါက်ဘူးမဟုတ်ပါဘူးမင်းကြီးရဲ့ခေါင်းကပါလာတဲ့အနက်နေကြောင့်မလို့နူးညံ့လွန်လို့မျက်ရည်ကျဟုတ်လားအဲ့ဒါနဲ့ဗိမိတာရမင်းကြီးကိုဒီသူမြောက်ကျွန်းသူကပါတယ်ဒီကြောက်အပူရှိန်နဲ့ချက်တဲ့ထမင်းပေါ့နော်အဲ့ဒါကိုကြွေးတော့မင်းကြီးကစားကောင်းနဲ့အတင်းစားတဲ့အခါတော်ပါတော့လို့တအားယူရတယ်တော်နေသဘောနဲ့ပြီးတော့ပြဿနာတက်ရင်သူတရားခံဖြစ်မှာဆိုလို့ဇောတိကအလုံးကိုချမ်းသာတာပေါ့နော်ဘင်းကြီးကလည်းပဲစိတ်သဘောထားအလွန်ကောင်းပါတယ်ဗိမိတာရမင်းရဲ့နောက်ပိုင်းသူလည်းအရိယာဖြစ်တာပေါ့နော်အဲ့ဒီမှာမှတ်သားစရာလေးတစ်ခုကသူ့ရဲ့ဒီတထေးကတော်ကိုတို့ကိုရှင်မင်းလာတယ်ဒါကြောင့်မင်းထွက်တွေ့ရမယ်ရှင်မင်းဆိုတာဘလို့လူတုံးလို့မေးတဲ့ရှင်မင်းဆိုတာတို့ကိုဆိုးရတဲ့လူပေါ့ကွာလို့ပြောတယ်တော်တော်ဝမ်းနေသွားတယ်ဩကျုပ်တို့ကိုအဆိုးရတဲ့လူကရှိသေးသလားပေါ့ကျုပ်တို့ကသူများလက်အောက်နေရတာလားပေါ့အဲ့လိုဆိုရင်ရှေးတုန်းကကုသိုလ်ကောင်းမှုကိုယုံကြည်မှုနည်းနည်းလေးနဲ့ကျုပ်တို့ကပြုခဲ့ဟန်တူတယ်ကုသိုလ်ကောင်းမှုကိုတကယ်ကိုယုံကြည်ကြည်ထက်ထက်တန်တန်မပြုခဲ့လို့ကိုယ်အဆိုးရတဲ့လူရဲ့လက်အောက်မှာကိုနေရတော်တော်တောင်ဝမ်းနေသွားတယ်တဲ့အဲ့ဒီတထေးကတော့ဟုတ်လားအဲ့ဒါနဲ့နောက်တော့အစာတသက်ရှင်မင်းဖြစ်လာပြီဆိုရပါစို့အဲ့ဒါရှင်မင်းဖြစ်လာတော့သူဦးစားပေးလုပ်မဲ့လုပ်ငန်းတွေမှာအဲ့ဒီဇောတိကရဲ့အိမ်ကိုသွားသိမ်းဖို့လုပ်ငန်းကတစ်ခုပဲအဲ့ဒါသွားသိမ်းနေစစ်အင်္ဂါတွေပြင်ဆင်ပြီးတော့ဖြစ်ရှင်တော့အဲ့ဒီအချိန်မှာဇောတိကတထေးရမြတ်စွာဘုရားအကြောင်းတော်သွားပြီးတော့တရားနာတယ်တထေးမရှိဘူးသူ့ရဲ့အိမ်တကားဒီအိမ်အုတ်တိုင်းနေရဒီဖန်နေမှန်နေနဲ့နတ်တွေကဖန်ဆင်းပေးထားတယ်လို့ဆိုတယ်အဒီစစ်တပ်ကဝိုင်းနေတဲ့အခါကျတော့ဒီအရေးတွေပေါ့နော်သူတို့ရဲ့အရေးတွေကိုပဲသူတို့ရဲ့ဆင်နေမြင်းတွေကကြောက်လန့်ပြီးတော့အကုန်ပြန်ပြေးအဇာတတက်ကလည်းပဲဒီဥစ္စာနော်ဒီအိမ်ကိုအဆောင်ထားတဲ့စစ်တပ်ဖြစ်မယ်လို့ပဲသူကလည်းထင်အဲ့ဒါနဲ့ပြေးနေသူကလည်းဘုရားကျောင်းတော်ရောက်သွားတယ်တဲ့ရောက်သွားတဲ့အခါကျတော့ဇောတိကတထေးကြီးကိုတွေ့တော့သင်အသင်ရဲ့လက်အောက်ငယ်သားတွေနဲ့ငါ့ကိုရှစ်ထိုးဖို့ပြစ်ထားခဲ့ပြီးတော့သင်ကတော့ဒီလာပေါ်တရားနာခြင်းဟာစောင်းနေသလားမို့အဲ့ကျွန်တော်ဇောတိကတထေးကြီးအရှင်မင်းကြီးကျွန်တော်အိမ်ဘာလို့သွားတာတော့ငါမင်းအိမ်ကိုသိမ်းယူမလို့တစ်သွားထိုးတာပေါ့မင်းကြီးတဲ့ကျွန်တော်အိမ်ကိုသိမ်းဖို့မပြောနဲ့တဲ့ကျွန်တော်မပေးဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ပစ္စည်းကိုစံကြီးမင်းတမင်လေးလောက်တော့မင်းကြီးယူလို့မရဘူးအဲ့လိုပြောတဲ့အခါကျတော့ဇာတမင်းကြီးကမယုံဘူးမယုံလို့ရှိရင်ထင်ရှားအောင်ပြမယ်လက်ဆယ်ချောင်းမှာလက်စွပ်တစ်ချောင်းလက်တကွင်းစီဝတ်ထားပါတော့လက်စွပ်10ကွင်းဟုတ်လားသမင်းကြီးဒီလက်စွပ်ကိုကျွန်တော်မင်းကြီးကိုမပေးဘူးတဲ့ယူပါဆိုမင်းကြီးကဆွဲချွတ်တယ်လုံးဝမကြွဘူးတဲ့အဇာတသမင်းကအားအလွန်ကောင်းတယ်အဲ့ဒီမှာတော့ရေးထားတာဘုံတော့ကောင်းကောင်းမှတ်ပြီးတော့ပါဘူးထိုင်ရက်ခုံလို့ရှိရင်ဘယ်နှတောင်မြင့်အောင်ခုံနိုင်တယ်ရက်ပြီးတော့ခုံရင်ဘယ်နှတောင်မြင့်အောင်ခုံနိုင်တယ်ဒီလောက်အားကြီးတဲ့ဘယင်ကဒီလက်စွပ်ကိုကြွအောင်မချွတ်နိုင်အဲ့ဒါနဲ့ချွေးတွေပါတွေပြန်နေပြီဆိုတော့မှကိုင်မင်းကြီးပင်ပန်းမှာဝေလဲတော်ပစိုးကိုဖြန့်လိုက်ပါဆိုဖြန့်အဲ့လက်ဆယ်ကြောင်းလုံးအောက်ကိုစိုက်ချရတာလက်စွပ်တွေအကုန်လုံးအောက်ကိုသူလျှော့ပြီးတော့ကြာပါတယ်သူမပေးဘူးဆိုလို့ရှိရင်ဘယ်သူမှယူလို့မရဘူးဒါ तू ကကောင်းမှုကိုပြုစဉ်အခါတုန်းကဆူတောင်းနဲ့တွဲပြီးတော့ तू ကပြုတာအဲ့ဒီမှာတခုထူးခြားတာဒီဖြစ်ရကသူ့အတွက်တော့အလွန်ကောင်းတဲ့ဖြစ်ရတခုပေါ့ဘာလို့ဆို तू အလွန်တန်ဝေကရသွားတယ်လောကီစည်းစိမ်ဆိုတာရန်အလွန်များတယ်ပေါ့နော်အဲ့ဒါနဲ့ပါရမီကလည်းပါခဲ့တဲ့ပုဂ္ဂိုလ်ကောင်းမှုကိုလည်းအထွတ်ထိပ်ပြုခဲ့တဲ့ပုဂ္ဂိုလ်ဆိုတော့အဲ့ဒါမြတ်စွာဘုရားဒီမှာယဟန်ပြုခွင့်တောင်းမင်းကြီးကိုလည်းတခါတည်းသူ့တိုင်းပြည်ကတထေးဆိုတော့မင်းကြီးကိုခွင့်တောင်းရမယ်ဝတ္တရားရှိတော့ခွင့်တောင်းတယ်ပေါ့သူ့ကိုနော်ယဟန်ပြုခွင့်ပေးပါဆိုဇာတတက်ကလည်းဝမ်းမြောက်ဝမ်းသာပေးတာပဲဒီစည်းစိမ်တွေသူရမယ်ထင်တယ်သူလည်းယဟန်ပြုသွားရောအဲ့ဒီစည်းစိမ်တွေအဲ့ဒီဟာတွေအကုန်လုံးကွယ်သွားတယ်နတ်တွေဖန်ဆင်းပေးထားတာတွေသူစည်းစိမ်တွေအကုန်ကွယ်သွားတယ်သူလည်းယဟန်နာဖြစ်တယ်ဘာကြောင့်သူဟာဒီလောက်ကြီးကျယ်တဲ့နော်အကျိုးရလဒ်တွေအံ့ဩစရာကောင်းလောက်တဲ့ဖြစ်ရတဲ့နဲ့နော်အမွှန်းတင်နေတဲ့သူ့ဘဝဘာကြောင့်ဒီလောက်ကြီးကျယ်တယ်လဲကောင်းမှုအထူးပြုခဲ့တာပဲနော်ဇောတိကတထေးအကြောင်းကအလွန်တော့ထင်ရှားပါတယ်အထူးသဖြင့်ဒီလေဒီဆိုဘုရားကြီးရဲ့ဒါနကောင်းမှုပြုတဲ့နေရာမှာနော်နိဗ္ဗာန်ကိုဒါရိုက်ဆူတောင်းတာနဲ့နိဗ္ဗာန်မရခင်မှာဘဝတန်တရားမှာချမ်းချမ်းသာသာနော်ကောင်းကျိုးချမ်းသာကိုရပါရစေလို့ဆူတောင်းတာနဲ့ဘယ်ဟာကောင်းလဲဆိုတဲ့နေရာမှာသက်တည်ပြခံရတဲ့ဖြစ်ရပေါ့နော်သူတို့ညီကိုနှစ်ယောက်ဖြစ်ခဲ့ဘူးတယ်ဘဝတစ်ခုကအဲ့ဒါပြည့်စေကဗုဒ္ဓရှင်မြတ်တစ်ပါးကိုသူတို့ကကြံစိုက်ပြီးတော့စားရတာဆိုတော့အဲ့ဒီတော့ကဘာလို့လဲဆိုတော့ကြံလှူတာ
ဖြစ်ရကိုအသေးသေးပြောနေလို့ရှင်တရားရှိလိမ့်မယ်နောက်ထပ်ပြောရင်လည်းအများကြီးရှိဟုတ်လားအဲ့မှာကြံလူခဲ့တဲ့အခါကျတော့အကိုဖြစ်တဲ့ပုဂ္ဂိုလ်ကတော့အရှင်ဘုရားတို့သိတဲ့တရားသိပါရစေဒါပဲအဲ့ဒီညီဖြစ်မဲ့ဇောတိကဖြစ်မဲ့ညီဖြစ်တဲ့လူကတော့ရှင်ဘုရားတို့သိတဲ့တရားကိုသိပါရစေဒါပေမဲ့လို့တော့မသိသေးခင်မှာဒီဘဝတန်တရားမှာချမ်းချမ်းသာသာနေပါရစေသူဘဝတန်တရားရဲ့ပုံမှာနေမှာကိုလည်းသူရကျင်တယ်ဒါပေမဲ့ဘဝတန်တရားပုံမှာမမောတဲ့စိတ်လည်းရှိနေတယ်ပေါ့ဟုတ်လားအဲ့ဒီစိတ်နဲ့ဆူတောင်းတဲ့အတွက်ကြောင့်ဒီဝိပဿနာမြတ်စွာဘုရားလက်ထက်မှာအဲ့ဒီညီကိုနှစ်ယောက်ဟာညီကိုနှစ်ယောက်ပဲပြန်ဖြစ်တယ်နော်အဲ့ဒါအကိုဖြစ်တဲ့လူကတော့သူ့ရဲ့စိတ်ဓာတ်ကိုအစားရှင်ဘုရားတို့သိတဲ့တရားသိပါရစေဆိုတဲ့ဆူတောင်းကိုကြည့်ရင်သိနိုင်တယ်လေအဲ့ဒါနဲ့ဝိပဿနာမြတ်စွာဘုရားဒီမှာယဟန်ပြုတ်ပြီးတော့ယဟန္တာဖြစ်သွားတယ်အဲ့ဒါညီကတော့ဒီမှာမပြုတ်နိုင်ဘူးဒီစည်းစိမ်နေတဲ့မှာပဲနေတယ်အပရာဇိတတဲ့သူ့နာမည်ကတထေကြီးပါပဲဘလောက်ထိသူကတရားတရားကောင်းတယ်အဲ့ဒီဝိပဿနာမြတ်စွာဘုရားလက်ထက်မှာသူပြုတ်ခဲ့တဲ့ကောင်းမှုပေါ့နော်အဲ့ဒါနဲ့သူ့ကိုကမင်းမြတ်စွာဘုရားသတင်းသုံးဖို့ကန္နာကုရီဆောက်ပြီးတော့လှူဆိုတော့ကန္နာကုရီတိုက်ကြီးဆောက်လှူနော်အဲ့ဒါနဲ့တရားနာလာစေခြင်းလို့ဆိုပြီးတော့ကြောင်းမှာသူကယတနာပစ္စည်းတွေကျဲထားတယ်တရားလာနာတဲ့လူတွေဟာနော်ဒီပစိုးနဲ့ပါနဲ့တော့ထုတ်မသွားနဲ့ပေါ့လက်နဲ့တနိုင်ယူသွားလို့ရတယ်သူစေတနာဘယ်လိုစဉ်းစားလဲဆိုတော့လူတိုင်းတရားတရားရှိတာမဟုတ်ဘူးပေါ့နော်တရားနာခြင်းလို့လာနာတဲ့လူရှိတယ်လို့ဒီဥစ္စာပစ္စည်းကိုလိုချင်တဲ့စိတ်နဲ့လာတဲ့လူရှိမှာပဲလာပါစေလာတော့ဥစ္စာပစ္စည်းလိုချင်လို့လာတာပဲဒါပေမဲ့ဒီကြတရားနာလို့ရှင်သူတို့အတိအမြင်ပြောင်းသွားနိုင်တယ်တယောက်ပဲပြောင်းနှစ်ယောက်ပဲပြောင်းဥစ္စာပစ္စည်းဆိုတာဒီလောက်ကြီးတန်ဖိုးရှိတာမဟုတ်ဘူးသူတို့အတိညာရဖို့ကအရေးကြီးတယ်ဆိုတဲ့စိတ်ထားအဲ့ဒါ तू က9ရက်တိတိအဲ့လိုဥစ္စာပစ္စည်းတွေကိုအကုန်လုံးကြောက်တံပရမများတွေကျဲထားတာပေါ့ကြောင်းထဲမှာတခုကတော့ तू တော်တော်မြတ်နိုးတယ်တဲ့မြတ်စွာဘုရားရဲ့အယောင်တော်နဲ့ပေါင်းပြီးတော့နော်အလွန်တင့်တယ်တဲ့အယောင်ဖြစ်အောင်ဆိုပြီးတော့နော်တခွားသီးတေးသေးလောက်ရှိတယ်ပရမများပေါ့အဲ့ဒါမြတ်စွာဘုရားရဲ့ပလင်ချီရင်းမှာပဲပူဇော်ထားတာအဲ့ဒါကိုတော့ဘယ်သူမှမယူပါစေနဲ့လို့သူ့စိတ်ထဲမှာအဲ့လိုဖြစ်တယ်အဲ့တော့ဒီနေ့တော့ဒီမိစ္ဆာယူဝါဒရှိတဲ့ပုံနာတယောက်ကတထေးကအဲ့ဒါလိုလုပ်တဲ့ယတနာသွားယူမယ်ဆိုပြီးတော့ဒီပြင်ဟာမယူဘဲနဲ့အဲ့ဒါမြတ်စွာဘုရားနဲ့မရောက်မလဲချင်းကပ်ပြီးတော့အဲ့ဒီပရမများကိုရအောင်ခိုးသွားတယ်အဲ့ဒါကို तू ကမြင်တဲ့အခါကျတော့စိတ်မချမ်းသာဘူးပေါ့နော်အဲ့ဒါနဲ့မြတ်စွာဘုရားနော်ဒီပြင်ရက်တွေမှာကြောင်းလိုက်ထဲမှာရှိတာလေ तू ယူသွားတာဘလို့မှစိတ်ထဲမှာမဖြစ်ဘူးအလွန်လဲဝမ်းသာဒါပေမဲ့မြတ်စွာဘုရားအတွက်တပည့်တော်ရည်ရွယ်ထားတယ်အလွန်တင့်တယ်တဲ့ဒီပရမများကြီးယူသွားတော့သူ့စိတ်ထဲမှာအခက်ခက်တယ်ပေါ့နော်အဲ့ဒါမြတ်စွာဘုရားဝိပဿနာမြတ်စွာဘုရားဘာပြောလို့ဆိုသင်တတိမင်းကကိုယ့်ပစ္စည်းကိုသူများမယူနိုင်အောင်ကိုမကြိုက်လို့ရှိရင်မယူနိုင်အောင်လုပ်တဲ့နည်းကိုမှမသိပဲကိုစကရိတ်လေးတန်းတာဟုတ်လားအဲ့ဒါနဲ့ तू ကနားလေသွားတယ်ဆူတောင်းတာဒီနေ့ဒီချိန်ကစပြီးတော့နော် तू ပြုတ်ရတဲ့ကုသိုလ်ကောင်းမှုကြိုးကြောင့်မလို့သူ့ရဲ့ပစ္စည်းကို तू သာမပေးလို့ဘူးဆိုရင်ဘယ်သူမှစံကြီးမင်းတမင်အားစပြီးတော့မယူနိုင်ပါစေတည်းဒီဆန္ဒဟာ तू ကကောင်းမှုနဲ့ပေါင်းပြီးတော့ဖြစ်တဲ့ဆန္ဒမဟုတ်လို့ပြည့်ဝတဲ့သဘောပေါ့နော်ဒါဇောတိကတထေးရဲ့အကြောင်းအရာလေးတွေပေါ့ဟုတ်လားထောက်သေးချစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဘုန်းဘုန်းတို့ပါဝတွေ့ရလဲပုပ္ပေစကတပုံညတာပေါ့နော်ကောင်းမှုပြုခဲ့တဲ့ပုဂ္ဂိုလ်တို့ရဲ့အံ့ဩစရာကောင်းတဲ့အကျိုးရလဒ်တွေပေါ့ဟုတ်လားကိုကမဉ္ဇဉ်ဘုံညာရမယ်အဆင့်ထိရောက်အောင်ကောင်းမှုတွေကိုအများကြီးပြုခဲ့မယ်ဆိုရင်လည်းဒီဘဝမှာလွယ်လွယ်ကူကူနဲ့ရသွားမှာပဲတချို့အတိတုဉာဏ်တို့ကိုလွယ်လွယ်ကူကူနဲ့ရကြတယ်တချို့လွယ်လွယ်နဲ့မရဘူးဆိုတာတွေကလည်းပဲဒီအတိတ်ကံပေါ်မှာအများကြီးမူတည်တာပေါ့နော်ပါမောက်ခေါ်ချုပ်ဆရာဘုရားကြီးပြောတာတခုရှိတယ်လှုပ်ခဲ့မှုတဲ့အလုပ်ဆိုလို့ရှိရင်တော့ဒါလွယ်ကူတာပဲလေတဲ့ကဲဘယ်လောက်ကောင်းတော့ဟုတ်လားကိုလှုပ်ခဲ့တာနည်းတယ်ဆိုရင်ကြွန့်ကျင်မှုသိပ်ပြီးတော့မရှိဘူးခက်ခဲနေတာပေါ့ဟုတ်လားအဲ့တော့ဒါကတော့ဖြစ်ခဲ့ပြီးသားကိစ္စတွေကိုပြန်တွေးပြီးတော့ဘုံဘုံတို့လေးလံထိုင်းမိုင်းနေဖို့တွက်ချက်နေဖို့ပြောတာမဟုတ်ပါဘူးကံရဲ့စွမ်းရည်တတ္တိကိုပေါ်လွင်စေခြင်းလို့ပြောတာဟုတ်လားကိုကတော့ရှေးကံပါသည်ဖြစ်စေမပါသည်ဖြစ်စေအခုကောင်းတာပြုဖို့ကအဓိကပဲတကယ်တမ်းကသို့တော့ဒီစကားတွေဘာလို့ပြောနေတာလဲဆိုတော့ဒီဟာတွေကလှုပ်တဲ့နေဆိုတာကိုထက်သန်တဲ့စိတ်ဖြစ်အောင်လို့ဒါကိုပြောနေတာဟုတ်လားနော်ပြုထားတဲ့ကောင်းမှုဟာအားကိုးစရာဆိုလို့အဲ့ဒါပဲရှိတယ်ဆိုတာလေးကိုတွေးမိဖို့ဟုတ်လားပုပ္ပေစကတပုံညတာနေရာမှာဒါလေးကိုဘုံဘုံတို့အကျဉ်းတင်ဝင်ပြောပါနော်အဲ့လိုဆိုရင်ဘုံဘုံဆက်ပြီးတော့ဗာပြောရင်တော့ဒါကတော့စဉ်းစားတရားတွေပြောမှာပေါ့နော်ဒီရှေ့ဆက်ပြီးတော့စဉ်းစားတရားပြောခြင်းတယ်အဲ့ဒါပါလဲဆိုတော့ပုပ္ပေစကံအရင်ခံခဲ့တော်လဲပဲ
ပြစ္ဆုတ်ပံမှာနေတာထိုင်တာတွေးတာခေါ်တာအတုံးမကျလူပေါင်းမှားပြီးတော့ဟာမှားယွင်းမှုတွေနဲ့သွားမယ်ဆိုလို့ရှိရင်အဲ့ဒါတွေဟာကိုယ့်အတွက်သိပ်ပြီးတော့နော်အကျိုးမရှိသလိုမျိုးနော်ဆုံးရှုံးသွားတာမျိုးပျက်စီးသွားတာမျိုးကြုံတတ်တယ်ဆိုတာမျိုးကိုစဉ်းစားဖို့ဒါကိုပြောခြင်းဟုတ်လားဆိုကြပါစို့ဘုန်းဘုန်းတို့အလွန်ထင်ရှားတဲ့ဖြစ်ရတစ်ခုပေါ့နော်မြတ်စွာဘုရားလက်ထက်ကနော်ဂရေ80ကျွဲသွားတဲ့နော်တထေနှစ်ဦးနော်သူတို့ရဲ့သားနဲ့သမီးကိုဘာလို့တုံးပေးစားလိုက်တယ်ဂရေ160ပိုင်ဆိုင်မှုအကြီးကြီးပဲဟုတ်လားနောက်ဆုံးမိဘတွေရဲ့အသုံးမချမှုပေါင်းတဲ့တင်းတဲ့မိတ်ဆွေနော်ယုံမာမှုဒါတွေအကြောင်းမျိုးမျိုးကြောင့်သူတို့ဘာဖြစ်သွားတယ်ခွက်လက်ဆွဲပြီးတော့တောင်းရတဲ့အနေထားရောက်သွားတယ်ဒါလွှမ်းကြားဘူးနော်နောက်ရှင်အနန္ဒာဆွမ်းညာဟင်းညာသွားပြီးတော့မြတ်စွာဘုရားဒီလင်မယားကိုကြည့်ပြီးတော့ပြုံးနေတဲ့အဲ့ဒီဖြစ်ရက်ကိုဘုံဘုံတို့ဘာကြောင့်ပြောတာလဲဆိုရင်ဒါမယိုးနိုင်တဲ့စဉ်းစားတရားပေါ့နော်ဘာလို့မြတ်စွာဘုရားပြုံးလဲဆိုရင်အနန္ဒာတဲ့ဒီတထေးလင်မယားနော်ပထမအရွယ်မှာစီးပွားရေးလုပ်မယ်ဆိုရင်ပထမတန်းသားတထေးဖြစ်စီးပွားမလုပ်ဘူးတရားရှာမယ်ဆိုရင်အဲ့ဒါယောက်ျားဖြစ်တဲ့သူကယန္တာဖြစ်မယ်မိန်းမဖြစ်တဲ့သူအနာဂံဖြစ်မယ်အဲ့ဒီစကားကိုကြည့်ပုပ္ပိသကတပုံညာတာမပါဘူးလားပါတာပေါ့နင်းနေတော့မဟုတ်ဘူးနော်တထေးဝင်မှာဖြစ်တယ်ပိုင်ဆိုင်မှုတွေကြီးပိုင်ခဲ့တဲ့ဒါလောကီလို့ပေါ့ဟုတ်လားအခုအားကျစရာကောင်းတာကသူတို့မှာဇာရှိတယ်အည်အသွေးရှိတယ်ပါတော့တရားလုပ်မယ်ဆိုရင်ယန္တာဖြစ်နိုင်တယ်မိန်းမအနာဂံဖြစ်နိုင်နေတဲ့ဟုတ်လားဟာပထမအရွယ်မေးလျော့လို့ဒုတိယအရွယ်မှာစီးပွားရှာမယ်ဆိုဒုတိယတန်းသားတထေးဖြစ်နိုင်ဟာတရားပဲရှာမယ်ဆိုရင်ယောက်ျားဖြစ်တဲ့လူအနာဂံဖြစ်နိုင်တယ်မိန်းမဖြစ်တဲ့လူတဂရဂံဖြစ်နိုင်ဟာဒုတိယအရွယ်မေးလို့ခိုင်းထောင်းတတိယအရွယ်နောက်ဆုံးအရွယ်မှာတော့ကြိုးစားမယ်ဆိုရင်တတိယတန်းသားတထေးဖြစ်နိုင်တယ်လောကီလို့နော်လောကုတ္တရာလို့ဘယ်လိုဖြစ်နိုင်တော့အရိယာဖြစ်နိုင်တယ်နှစ်ယောက်လုံးဟုတ်လားအဲ့ဒီစကားတွေကိုဘုန်းဘုန်းတို့ကြည့်မယ်ဆိုလို့ရှိရင်သူတို့ကပုပ္ပိသကတပုံညာတာပါခဲ့တော်လည်းပဲဘာလို့ပြစ်လိုက်တာတော့ဖြက်စီးပြစ်လိုက်ကြတာပေါ့နော်ဖြက်စီးပြစ်လိုက်ကြတာဒါကိုဘုန်းဘုန်းတို့စဉ်းစားဖို့ဟုတ်လားအလွန်တန်ဝေကရစရာကောင်းတယ်အဲ့တော့ကို့မှာပုပ္ပိသကံပါတာမပါတာကနော်ကိုဘလို့အသုံးချမလဲဆိုတာကပို့ပြီးတော့ပုပ္ပိသကံပါတာမပါထက်ပါတာမပါတာထက်ပို့ပြီးတော့အရေးကြီးနေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါကိုစဉ်းစားသေးခြင်းတာအဲ့ဒီမှာပဲမြတ်စွာဘုရားအဲ့ဒီဖြစ်ရပ်ကိုအခြေခံပြီးတော့အလွန်စဉ်းစားတရားကောင်းတဲ့ဂါထာလေးနဲ့ပို့ဟောတယ်အစရိတဝဗြဟ္မစရိယအလတ္တယုပနိတနံဇိနကွန်ဇာဝဇာယံတိခိနမေဇေဝပန္လလီတဲ့နော်အရွယ်ရှိတုန်းကငယ်တုန်းကစီဝါရေးလည်းမရှာဘူးဟာဗြဟ္မစရိယလို့ဆိုတဲ့မြတ်သောကျင့်ကိုကျင့်သုံးခြင်းအဖြစ်သူတော်ကောင်းတရားကိုရှာလားဆိုတော့လည်းမရှာဘူးဟုတ်လားအဲ့လိုမရှာတဲ့ပုဂ္ဂိုလ်တွေကအသက်ကြီးလို့အိုလာတဲ့အခါမှာတဲ့ခိနမေဇေဝပန္လလီနော်ငါးကုံပြီးတော့ရေခမ်းနေတဲ့အိုင်ငါးကလည်းမရှိတော့ဘူးရေကလည်းခမ်းပြီအဲ့ဒီအိုင်မှာဂျိုးကြဘလို့ဂျိုးကြအောင်ဆိုအတောင်ကျိုးတဲ့ဂျိုးကြဒီပြင်နေရပြန်ဖို့ဆိုတော့လည်းပဲမပြန်နိုင်အတောင်ကကျိုးနေလေဒီတည်းပဲရှာမယ်ဆိုတော့ငါးကလည်းမရှိနော်ငါးမရှိုံနဲ့မကဘူးအေးချမ်းမှုကိုပေးစီတဲ့ရေကလည်းပဲခမ်းနေပြီဟောဘလောက်ဒုက္ခရောက်လိုက်တယ်လဲစဉ်းစားကြည့်ဦးနော်မြတ်စွာဘုရားပေးတဲ့ဥပမာဟုတ်လားနော်ရေခမ်းပြီးတော့ငါးကုံနေတဲ့အိုင်မှာအတောင်ကျိုးတဲ့ဂျိုးကြလို့တဲ့နော်စိဏကွန်စာဝဇာယံတိခိနမေဇေဝပန္နတိနော်အဲ့ဒီလိုမျိုးဥပမာပေးခံရတဲ့လူတယောက်နော်ကြံမှိုင်းပြီးတော့အကြံကုန်ပြီးတော့ဒါစင်ရင်ရဲ့ပူပူလောင်လောင်နဲ့ဘဝနေကိုအဆုံးသတ်ရမယ်အာစရိတဝဗြဟ္မစရိယအလတ္တယုပနိတနံတင်တိဇာပါတိခိနာဝပုရဏာနိအနုထုနံဒါဒုတိယဂါထာအပြောတော့ငယ်တုန်းကသူတော်ကောင်းတရားလည်းမကျင့်စီးပွားရေးလည်းမရှာဟုတ်လားအဲ့လိုဆိုရင်အသက်ကြီးလာတဲ့ခါဘယ်လိုတုံးနဲ့သူပေးတဲ့ဥမာလေးကလည်းတစ်မျိုးကောင်းတယ်တင်တိဇာပါတိခိနာဝလေးညိုးကလွတ်ထွက်သွားတဲ့ပြစ်ထည့်လိုက်တဲ့မြားတံဟာအရှိန်ကုန်တဲ့အခါကျတော့ဘာလို့တော့အောက်ကျသွားတယ်အောက်ကျသွားပြီဆိုရင်အဲ့ဒီမြားတံဟာလှုပ်နိုင်သေးသလားမလှုပ်နိုင်ဘူးသူအရှိန်ဟုန်နဲ့ပြေးခဲ့တုန်းကလည်းပဲသူဆွမ်းအားနဲ့ပြေးတာမဟုတ်ဘူးလေလေးညိုးကိုဆွဲပြီးတော့ပြစ်လိုက်တဲ့လေးညိုးရဲ့တွန်းကန်အားလေးကိုင်းနဲ့ကြိုးနဲ့ဆွဲပြီးတော့ပြစ်လိုက်လို့အဲ့ဒီတွန်းကန်အားနဲ့သူပြေးတာအဲ့ဒီတွန်းကန်အားကုံလို့ကြပြီဟေ့ဆိုတော့မလှုပ်တော့အဲ့တော့ဘုံဘုံတို့ဘဝမှာတချို့လူတွေဟာအရှင်ကောင်းနဲ့ပြေးနေကြတယ်မကြည့်လို့တော့ခက်ကောင်းကောင်းပဲဟုတ်လားသူတို့အစွမ်းလို့ထင်တယ်တကယ်တမ်းကတစ်ချိန်လုံးကသူတို့ပြုထားတဲ့ကောင်းမှုရဲ့အစွမ်းသူတို့အစွမ်းလို့လည်းပြောလို့တော့ရတာပေါ့နော်သို့တော့အဲ့ဒီဟာအတိုင်းအတာရှိတယ်ကန့်သက်ချက်ရှိတယ်ကုံတက်တယ်ခန့်တက်တယ်ဟုတ်လားအဲ့လိုပဲကုသိုလ်ကောင်းမှုဆိုတာလည်းပဲကုံတဲ့အချိန်ရှိတယ်ကုံပြီဟေ့ဆိုတာနဲ့ဒီလိုအစွမ်းတုံးသွားပြီဒါကိုလည်းဘုံဘုံတို့နားလည်ဖို့လိုတယ်နော်အဲ့ဒါမြတ်စွာဘုရားပေးတဲ့ဥမာနော်လေးညို့ရဲ့နော်လေးရနေထွက်သွားတဲ့မြားတာအရှင်ကုံလို့ကြားတဲ့အချိန်မှာဘာမှမလှုပ်နိုင်တော့သလိုပုရဏဏီအနုထုနံတယ်
ရှေ့တုန်းကအဆင်ပြေခဲ့တာတွေရွှေရီးဆောင်းခဲ့တာတွေပြန်တွေးပြန်ပြောရင်းနဲ့ပဲအာသာဖြေးနေတာလက်တွေ့တကယ်လက်တွေ့မှာတော့ဆင်းရဲနေရတယ်ပေါ့အဲ့ဒီတတိယကိုအကြောင်းပြုမြတ်စွာဘုရားဟောတာနော်ဒါမှမဟုတ်ဘုံဘုံတို့စဉ်းစားရရှိတာနော်ဘဝမှာဒီကုသိုလ်ကောင်းမှုဆိုတာအရှိန်တစ်ခုနော်ကုံတတ်တယ်ကုံလို့ရှိရင်ဘုံဘုံတို့ကထပ်ပြီးတော့ပြုမယ်ဆိုလို့ရှိရင်ဒါကုသိုလ်အသက်ဆက်တဲ့သဘောမျိုးရှိတာပေါ့နော်ဒါကြောင့်ဒီကုသိုလ်ကောင်းမှုကိုအဟောင်းအသစ်ဆိုတဲ့ရှုထောင့်ကလည်းကြည့်တတ်ဖို့လိုတယ်ဥမာဘုံဘုံပြောမယ်နော်အချိန်ကလည်းနည်းနည်းနေပြီဝိသခာကသူ့ရောက်ခမအိမ်လိုက်သွားတာလေရောက်ခမကြီးကအဲ့တုန်းကအယူဆမမှန်သေးဘူးမတည့်သေးဘူးပေါ့ဟုတ်လားအဲ့တော့ဒီရဟန်းတစ်ပါးဆွမ်းလာရက်တဲ့အခါကျတော့မြင်ရတဲ့ကြိုးပိတ်ပြီးတော့စားနေတယ်သူကမလောင်းခြင်းဘူးဆွမ်းမလှူခြင်းဘူးပေါ့အဲ့တော့ဝိသခာဘယ်လိုပြောလိုက်တာလဲအဲ့ဒီရဟန်းတော်ကြားဘူးတယ်မဟုတ်လားအရှင်ဘုရားတဲ့တပည့်တော်ရောက်ခမကြီးကအဟောင်းစားပါဗျာတဲ့ဟာတော်တော်ကိုနာသွားတယ်နော်အဲ့ဒီတထေးကြီးကသူ့ကိုအဟောင်းစားလို့ပြောသူတွေးလိုက်တဲ့အဟောင်းကအဓိပ္ပာယ်တစ်မျိုးလေအဲ့ဒါနဲ့နောက်ဝိသခါကိုအိမ်ကနေနှင်ထုတ်ကြမလို့တဲ့အခါကျတော့ပုံနာပညာရှိဦးနဲ့အမှုစစ်ကြတော့သူဆိုလိုတဲ့အဟောင်းဆိုတာကအဲ့ဒီမစင်ကိုဆိုလိုတာမဟုတ်ဘူးနောက်ရှေးတုန်းကပြုခဲ့တဲ့ကုသိုလ်ဟိုပဲရည်ရွယ်ပြီးတော့အဟောင်းစားလို့ပြောနောက်ထပ်အသစ်မလုပ်ဘူးပေါ့အဲ့ဒါမြတ်စွာဘုရားလည်းဒီအဟောင်းအသစ်ဆိုတဲ့စကားလုံးကိုသုံးတယ်ဟုတ်လားအဲ့တော့ဝိသခါပြောတာမြတ်စွာဘုရားရဲ့အလိုတော်ကြလို့ဆိုနိုင်တယ်မြတ်စွာဘုရားဘယ်နေရာမှာသုံးတယ်လဲဘုံဘုံတို့အလွန်ထင်ရှားတဲ့ဖြစ်ရတစ်ခုရှိတယ်တက္ကရာဝကတန်ရုပ်ပါဠိတော်ထဲမှာမှတ်တမ်းတင်ထားတယ်အပုဒ္ဒကတိဋ္ဌိဝိထုဆိုတော့သူဝိထုနှစ်ပုဒ်ရှိတယ်အဲ့မှာဒုတိယဝိထုမှာပြောတာဆိုတော့တာသမီမထုံကားတဲ့နော်အလွန်ချမ်းသာတဲ့တထေးပေါ့အလွန်ကိုချမ်းသာတယ်ဒါပေမဲ့လို့သူကတိရတိပဲစောင်းတယ်ယထာကိုပဲစီးတယ်ဇကွဲထမင်းနဲ့ပုံရင်ဟင်းကိုပဲစားတယ်ဖြင်ချမ်းကိုပဲချမ်းမေ့ဆိုတာပဲဝတ်တယ်ကောင်းတာတွေသုံးဆောင်ဖို့ခံစားဖို့လုံးဝစိတ်မပါဘူးအကုန်လုံးကသူပြုခဲ့တဲ့ကံအတိုင်းဖြစ်တာအဲ့ဒါသေပြီဆိုတော့ဒီပစ္စည်းတွေအကုန်လုံးကိုဘယင်ကလှဲနဲ့တိုက်တာ9ရက်တောင်တိုက်ရတယ်လို့ဆိုတယ်အဲ့ဒါကောသလမင်းကြီးကအဲ့ဒီပစ္စည်းတွေတိုက်ပြီးတော့မြတ်စွာဘုရားဒီရောက်တော့မြတ်စွာဘုရားဘယ်အလာတော့ဒီလိုပဲပစ္စည်းတွေပြီးတော့တိုက်ပြီးတော့ပြန်လာအလွန်အော်စရာကောင်းတဲ့လူတွေဗျာဒီလောက်ပေါ်ရဲ့အတန်းနဲ့ကောင်းကောင်းလည်းမစားဘူးကောင်းကောင်းလည်းမသုံးဘူးမှလည်းမပေးဘူးအဲ့ဒါတွေအကုန်လုံးတပည့်တော်တို့မင်းမနာဖြစ်သွားတယ်အဲ့မှာမြတ်စွာဘုရားရှေးအကြောင်းလေးကိုပြောပြတယ်အဲ့ဒီတတိယဘဝတစ်ခုကတဂရတိခီလို့အမည်ရတဲ့ပြည့်စေကဗုဒ္ဓရှင်မြတ်တစ်ပါးကိုသူလှူခဲ့တာလှူတာသူကလမ်းသွားရင်းနဲ့တွေ့လို့အဲ့ဒါနဲ့အခိုင်းအရှည်ကိုပြောလိုက်တာပေါ့နော်ဒီရှင်မြတ်ရဲ့တပိတ်ထဲကိုကောင်းပေးဆိုတဲ့ဆွနေဟင်းတွေလှူပါလို့ခိုင်းအဲ့ဒါနဲ့သူအလုပ်တစ်ကိစ္စရှိတော့သွားတယ်ပြန်လာတဲ့ခါကျတော့အဲ့ဒီမထေနဲ့အဲ့ဒီပြည့်စေကဗုဒ္ဓနဲ့တွေ့တဲ့ခါကျတော့တပိတ်ကိုလှက်ကြည့်တော့အလွန်ကောင်းတာတွေတွေ့တော့သူစိတ်မထားတတ်တော့နှမျောသွားတာတကယ်လို့ဓာတွေကိုငါတဲ့ငါရဲ့အခိုင်းအစီတွေကိုသာကျွေးလိုက်မယ်ဆိုရင်အဲ့ဒီလူတွေကငါအတွက်အသက်ဆွန့်ပြီးတော့တောင်မှအလုပ်လုပ်ကြမှာဒီလောက်ကောင်းတာတွေကိုသူတို့ကျွေးလိုက်အခုငါရှုံးသွားပြီတဲ့အဲ့လိုကြီးတွေးရနော်ပေးတော့လည်းသူသေတာရှိလို့ပေးတာပဲဒါပေမဲ့ပေးပြီးတော့မှသူကအနိုင်ရှုံးနေတွက်ကြည့်တာပေါ့နော်ဒီလူကသူစားမှာငါကတော့ပေးလိုက်ရတာနော်အဲ့လိုကြီးတွေးတဲ့အခါကျတော့သူဝမ်းမသာနိုင်ဘူးပေါ့နော်ပြန်ယူလို့ကလည်းမရအဲ့ဒါကြောင့်မို့လို့လှူတဲ့အတွက်ကြောင့်သူနတ်ပြည်တွေဘာတွေလဲရောက်တယ်ဒါပေမဲ့လို့ဒီကံအကျိုးကံအကျွင်းအကြံကြောင့်မလို့သူတထေးဖြစ်တာခုနခါတောင်ဖြစ်တယ်လို့ဆိုတယ်အဲ့ဒါဒါနောက်ဆုံးခါပဲတထေးဖြစ်တော့ပိုင်ဆိုင်မှုတော့အလွန်ကြီးတယ်ဒါပေမဲ့လို့အဲ့ဒီငါတော့ရှုံးပြီဆိုတဲ့နှလုံးမသားရမှုကဒါတွေကိုခံစားလို့စိတ်ကိုလုံးဝမဖြစ်စေဘူးသူကဆင်းရဲသားတယောက်လိုပဲနေသွားတာဥစ္စာတောင်တက်ပေါ့နော်သူဥစ္စာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားသူ့ကိုသုံးသက်ပြတာဒီကောသလမင်းကြီးကိုမင်းကြီးတဲ့ဒီတထေးကြီးကအဟောင်းကလည်းကုန်ပြီတဲ့အသစ်ကလည်းမလှုပ်ဘူးတဲ့ကြောပြက်ပြီလေအသစ်လည်းမလှုပ်ဘူးအဟောင်းလည်းကုန်ပြီဆိုတော့ဘာကြံသေးတော့မကြံတော့ဒါမှမဟုတ်အခုသေးတော့ရောယူဝငရဲရောက်သွားပြီတဲ့အဲ့တော့သူလုတ်ခဲ့တဲ့ကံတွေကအရှိန်ရှိတယ်နတ်ပြည်ကိုပို့လိုက်တယ်ဟုတ်လားတထေးဘဝကိုရောက်စေတယ်တွန်းရတယ်ခုနလေးညိုးကထွက်သွားတယ်မြားတန်လို့ဟာအရှိန်ကောင်းတော့ပြေးတယ်လွန်းနဲ့အလွန်တင့်တယ်ပေါ့နော်ဒါပေမဲ့ဘာတော့အရှိန်ကကုန်တတ်တယ်ဆိုတာနားလည်ရမယ်အဲ့ဘုန်းဘုန်းတို့ဒါပြုဖို့ပြောတာနော်ပုဗ္ဗေသကတပုံညတာနဲ့ပတ်သက်ပြီးတော့ဟုတ်လားပုဗ္ဗေသကတပုံညတာရှင်အလွန်မင်္ဂလာရှိတယ်ဒီမင်္ဂလာလေးကိုဆက်မိဖို့ဆိုလိုတာကအရင်တော့ပြုခဲ့တဲ့ကုသိုလ်ဟာအခုအတွက်ပုဗ္ဗေသကတပုံညတာမင်္ဂလာဖြစ်တယ်လို့အခုကုသိုလ်ပြုခြင်းဒါနောက်တစ်ချိန်မှာပုဗ္ဗေသကတပုံညတာမင်္ဂလာဖြစ်ဟုတ်တယ်မဟုတ်လားဘုန်းဘုန်းတို့ကဘဝကိုဘယ်နှမျိုးကြည့်ရမှာလို့ပြောနေကြရှိတယ်နှစ်မျိုးကြည့်ရမယ်နော်ခုရောနောင်ရောဟုတ်လားဘဝကိုနှစ်မျိုးကြည့်တတ်မှပညာရှိဘဝကိုတစ်မျိုးတည်းကြည့်လို့မပြည့်စုံဘူးဟုတ်ရလားဒါကြောင့်မလို့ပုဗ္ဗေသကံပါတော်လဲပဲနော်
အသုံးမချတတ်ဘူးဟေ့အစ်စ်တွေမဆက်နိုင်ဘူးအဟောင်းပဲထိုင်စားနေဆိုကြာရင်ဘာဖြစ်သွားမှာလို့ကုံသွားနိုင်တယ်ဒီရှုတော့ကလည်းကြည့်ပြီးတော့ကောင်းမှုကိုလှုပ်ချင်တဲ့စိတ်ကိုထက်သန်စေရမယ်ပေါ့နော်နောက်တော့ဘုံဘုံတို့ဒါနဲ့ဆက်ဆက်ပြီးတော့ပြောစရာကောင်းတဲ့တစ်ခုပေါ့နော်အရေးမြစ်လေးတော့ပြောကြည့်မယ်ဒါလည်းလူသိများတဲ့တရားတစ်ခုပေါ့သို့တော့ဆက်ဆက်ပြီးတော့တွေးမိဖို့လေးတွေကိုဘုံဘုံတို့ကစူးစီးပေးတဲ့သဘောပေါ့နော်မြတ်စွာဘုရားလူ၄မျိုးရှိတယ်ဆိုပြီးတော့ခေါ်တာရှိတယ်နော်အမှောင်ကလာပြီးတော့အမှောင်ကိုသွားတယ်အမှောင်ကလာပြီးတော့အလင်းကိုသွားတယ်အလင်းကလာပြီးတော့အမှောင်ကိုသွားတယ်အလင်းကလာပြီးတော့အလင်းကိုသွားတယ်ဒီဘဝမှာတချို့အလွန်ချမ်းသာတယ်ဒါပေမဲ့မကောင်းတာတွေလုပ်တယ်သိတဲ့အခါကျတော့မဟုတ်တဲ့နေရာရောက်သွားတယ်ဒါအလင်းကလာပြီးတော့အမှောင်သွားတယ်လို့ခေါ်တယ်ဒီဘဝမှာတချို့အလွန်ချမ်းသာတယ်ဒါပေမဲ့ထပ်ပြီးတော့ကောင်းမှုတွေကိုလုပ်တယ်ကောင်းတဲ့နေရာရောက်သွားတယ်အလင်းကနေလာပြီးတော့အလင်းကိုသွားတယ်တချို့ဒီဘဝအလွန်ဆင်းရဲတယ်ဘာမှအဆင်ပြေတာမရှိဘူးဒါပေမဲ့ဒီဘဝအကောင်းတာလုပ်လားဆိုတော့လည်းမလုပ်ဘူးအမှောင်ကလာပြီးတော့အမှောင်သွားမဲ့လူနော်တချို့ဆင်းရဲတယ်အခြေအနေမကောင်းဘူးဒါပေမဲ့လို့ဒါကိုအသိဉာဏ်နဲ့ထိန်းချုပ်ပြီးတော့ကောင်းတာကိုလုံနိုင်တဲ့လောက်လုပ်တယ်အမှောင်ကလာပြီးတော့ဘယ်သွားမလို့အလင်းကိုသွားမယ်အဲ့တော့ဘုန်းတို့စဉ်းစားတဲ့အရှိတာဘယ်ဟာလာတာလဲဆိုတာလေဘယ်ဟိုသွားမှလဲဆိုတာကပို့ပြီးတော့အရေးပါတယ်ဟုတ်တယ်မဟုတ်လားအမှောင်ပဲလာအလင်းကပဲလာဘုန်းတို့ကဉာဏ်ရှိမယ်ကြိုးစားမယ်ဆိုရင်အလင်းကိုသွားလို့ရတယ်ဘုန်းတို့ဉာဏ်မရှိဘူးဆိုရင်ဘယ်ရပဲလာအမှောင်ကိုထုတ်ဆင်းသွားမှာနော်ဒါကြောင့်ပုပ္ပစ္ဆာကတပုံညတာမင်္ဂလာနဲ့ပတ်သက်ပြီးတော့ဒါဆက်ဆက်ပြီးတော့တွေးစရာလေးကိုပြောတာနော်ကုသိုလ်ကံရဲ့အစွမ်းတတ္တိဟာအလွန်ကြီးတယ်လို့နားလည်ဖို့လိုသလိုဒါကိုဘုန်းတော်ထိုင်းပြီးတော့ဖြုံးနေုံနဲ့လည်းမရသေးဘူးအစ်စ်လုပ်ဖို့မလိုလားလိုဟုတ်လားဒါကြောင့်မလို့ဒါဏိကုံးကျုပ်ကလေးကဒီဟာလေးကိုစဉ်းစားစရာဘုံဘုံကပြောပြတယ်ဟုတ်လားဒီကနေ့ပြုလို့အထောက်အသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း